များကိစ္စကဥပဒေပေါင်းအပြင်ဘက်ကနေပြီးတော့လှုပ်ရှားမှုကိစ္စတွေပါတယ်ဗျာအဲ့တော့ဥပဒေပေါင်းအပြင်ဘက်ကလူတွေပြန်လိုက်ရှာကြတာပေါ့ဗျာဒီညနေ6 နာရီမှာအဲ့ဒီဗီဒီယိုဖိုင်ကို3500နဲ့ပြန်မရွေးနိုင်ရင်သူကျမတို့ဒုက္ခပြီးတော့မှာဒီကနေ့ညနေ6 နာရီတီတီမှာအဲ့ဒီငွေကိုကြုံမရဘူးဆိုရင်တော့ခမားဗီဒီယိုဖိုင်အောက်ကကိုမန်ဒီကိုဖတ်ဖို့အဆင်သင့်ဖြစ်ထားတယ်ဒီတိုင်းမပြတ်ဘူးပါးတွေမင်းမေးရိုက်ပြီးမှကိုပြတ်မှာလိုက်လွှင့်ပြီးတော့ကြောက်ကိုပါးရိုက်ကြအောင်မယ်ဟာဒီနေ့တော်တော်လေးကိုထူးတယ်ဘယ်ဘက်ကတွတ်အဲ့ဒီကိန်းကိုပဲစိုက်ခမားတစ်သက်မှာအနှစ်30အတွင်းတစ်ချိန်လောက်ပဲကြုံရနိုင်တဲ့ရက်မျိုးပဲသူတောင်းတဲ့3500ခင်ဗျာအချိန်မပေးနိုင်လို့ရှိရင်သူပြောတဲ့အတိုင်းရုံမှလိမ့်မယ်လို့ခင်ဗျာထင်လားသူတကယ်လှုပ်လိုက်မယ်နောက်တော့ကောင်မင်းတစ်ပင်တက်နိုင်လားလို့မေးလိုက်တယ်ငါ့ကိုစိန်ခေါ်တယ်လို့မေးလာရင်မဖြစ်ဖြစ်အောင်လုပ်တတ်တာမင်းသိပါအဲ့ပစ္စည်းနှစ်ခုလုံးရအောင်ပြန်ပြ12နိုင်ထိုးတော့မယ်ငါတို့မှအချိန်6နိုင်ပဲကျန်တော့တယ်ဒါတွေကငါတို့ဘာမှအသုံးဝင်နေအကြတယ်မဟုတ်ဘူးငါဝေသားအပြည့်ပဲလှူချင်တယ်အေးမင်းဝေသားအပြည့်မပေးနိုင်ဘူးဆိုရင်တိကျတင်ကြတဲ့ကိန်းဂဏန်းတစ်ခုကိုငါမြင်ရမှုမင်းစီကနေတိကျတင်ကြတဲ့ကိန်းဂဏန်းတစ်ခုကိုရောက်မယ်ဆိုရင်ခင်ဗျာခုနကပြောသွားတဲ့စကားတွေမှာတိကျတေးကြတဲ့ကိန်းကနာအမောက်တွေမျိုးခင်ဗျာရှော်ပြီးပြောငယ်ရအခုနေရတာရွှေရောင်ခန့်အဲ့ဒါမင်းဘာပြန်လို့ကျန်10%နင်းတို့ထွက်ရက်ရအဲ့ဒါဘာကိုပြောရလဲတခါမကြောက်ဘူးဒီနေ့မှာဘာပဲလှုပ်ဘာပဲကြံစီအကုန်လုံးအထမြောက်အောင်မြင်မဲ့ဂိမ်းမျိုးကိုပြောတာ